iPhone ကို second ဝယ်တာပဲဖြစ်ဖြစ်အသစ်ဝယ်တာပဲဖြစ်ဖြစ်ဘာတွေစစ်တင်လဲကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော်စစ်ရမှာက test ကိုစပြီးတော့စစ်ပေးရမှာပေါ့နော် test ကိုစစ်ဖို့ဆိုလို့ရှိရင်အရင်ဆုံးဒါမိတ်ဆွေတို့ဒီဖုန်းထဲမှာရှိတယ်ဒါ notes ထဲပေါ့နော်အရင်ဆုံးဝင်လိုက်ပြီးသွားရင်ကျွန်တော်အခုဗီဒီယိုမှာပြထားတဲ့အတိုင်းပေါ့နော် line လေးတွေဒါတစ်ချောင်းချင်းစီဆွဲပြီးတော့ကျွန်တော်တို့စစ်ပေးလို့ရပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ accessible touch ပေါ့နော်ဒီ touch ကိုကျွန်တော်ဒီ setting ထဲမှာဘယ်လိုဝင်ပြီးတော့ဖော်ရမလဲဆိုတဲ့ဟာလေးကိုလည်းပြပေးရတယ်အဲ့ကျွန်တော်ပြထားတဲ့လေးတိုင်းပေါ့နော်တစ်ချက်အဲ့ accessible touch ကိုဖွင့်လိုက်ပြီးသွားလို့ရှိရင်ဒါဟိုကျွန်တော်တို့ခုန notes မှာကလပ်ပြ line လေးတွေဆွဲထားတယ်အဲ့ဆွဲထားတဲ့ line ရဲ့အပြင်ဘက်မှာရှိရပေါ့ဒီ down လေးတွေပေါ့နော်တစ်ချက်ကျွန်တော်ဗီဒီယိုမှာပြထားတယ်လို့လေးလိုက်ဆွဲကြည့်ပေါ့လေဆွဲကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှခုနလွတ်နေတဲ့အပိုင်းလေးပေါ့နော်ဒီချာလေးဒါအသေးစိတ်ပေါ့နော်တွေ့ွားရမှာလည်းဖြစ်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီနောက်တစ်ခုကကျတော့ကင်မရာဘိုင်းကိုဆက်ရမှာပေါ့နော်ကင်မရာမှာကဒီပုံမှန်အဖြစ်ဒီ clip ဟိုပါပေါ့အကွက်တွေပါတာတွေရှိတယ်ပေါ့နော်အကွက်လေးပါတယ်တခါလေကြာရင်အဲ့လို sport လေးတွေပေါ့နော်အယောင်လေးနဲ့ဟာမျိုးလေးပါတတ်ပါတယ်အဲ့ဒါတွေကအဓိကတော့ဟိုလီတာကြောင့်ဖြစ်တယ်ပေါ့နော်ဟိုဘာရိုကလပ်တို့ကလီတာကြောင့်ဖြစ်တယ်လို့တော့ကျွန်တော်အချမ်းမြင်တော့ကောက်ချက်ချလာတာပေါ့နော်ဒါလိုဟာမျိုးတွေစစ်ဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော်ကတော့ဒီဗီဒီယိုထဲမှာတော့ Evo စာရဲ့အဖြူနဲ့ပေါ့နော်စမ်းပြထားတယ်စမ်းပြထားတဲ့အခါမှာလည်းဒါဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် landscape chain ပေါ့နော် 1h 2h 3h ပေါ့နော်စသဖြင့်အဲ့လို chain ပြီးတော့လည်းဆက်လို့ရတယ်ဒါမှမဟုတ်တကယ်လို့ ရိုးတန်းတန်းအခြေအနေမှာမပေါ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်portrait အခြေအနေကိုပြောင်းပြီးတော့မှဆက်လို့ရပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ကဒီ Evo စာနဲ့စစ်ပြထားရဲဆိုပေမဲ့လည်းပေါ့နော်ဟိုတကယ်လို့ဖုန်းဝယ်တဲ့အခါမှာမိတ်ဆွေအနေနဲ့ Evo စာမရှိဘူးဆိုလို့ရှိရင်ဖုန်းဘူးရှိရဆိုလို့ရှိရင်ဘူးမှာအဖြူရှိရလေအဲ့အဖြူကိုအဖြူနဲ့ထောင်ပြီးတော့ဆက်လို့ရတယ်သို့မဟုတ်ဒီနေရန်တွေမှာဆိုလို့ရှိရင်လည်းအဖြူတွေရှိတယ်အဲ့လိုမျိုးနဲ့စစ်တာမျိုးတွေဆက်လို့ရပါတယ်နော်နောက်တစ်ချက်ကတော့ကျွန်တော် mic ကောင်းမကောင်းစစ်တဲ့နည်းလမ်းတွေပေါ့နော်အဓိကကဒီစစ်တဲ့အခါမှာလည်း mic နဲ့ပတ်သက်ပြီးတော့နှစ်မျိုးစစ်လို့ရတယ်နံပါတ်1ကတော့ဒါ voice memo app ထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားလို့ရှိရင်ဒါဟိုကိုယ်အတန်ကိုသွင်းလာပြီးတော့မှဒီအတန်ကိုကောင်းမကောင်းပြန်ပြီးတော့နားထောင်ကြည့်ပေါ့ပြီးတော့အတန်သွင်းပြီးတဲ့အခါမှာလည်းပြန်နားထောင်ဖို့တော့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့တခါလေကြာလို့မိုက်မကောင်းရင်ဒီအတန်ကအဲ့လိုကြီးဆိုတဲ့ဟာမျိုးပေါ့ဖြစ်နေရမျိုးရှိတတ်ပါတယ်ရှိတတ်တဲ့အခါကျတော့ကိုယ်အတန်သွင်းပြီးရင်ဒါကိုအတန်ကိုနားထောင်ဖို့လိုတယ်နားထောင်တဲ့အခါမှာလည်းတေချာလေးပေါ့နော်အပေါ်ကနေလည်းအပေါ် speaker ကိုလည်းနားထောင်ပြီးတော့ out speaker ကိုလည်းနားထောင်နော်စသဖြင့်ပေါ့နော်ဒီလိုအတန်လေးကိုစမ်းလို့ရပါတယ်ပြီးရင်ကိုသွင်းထားတဲ့တောင်မှာပိတ်ပြီးတော့တစ်ချက်ပြန်နားထောင်ကြည့်နားထောင်တဲ့အခါမှာလည်းဒါအပေါ် speaker တို့ out speaker တို့ပေါ့နော်အဲ့ကနေကြားလာပေါ့နော်ဒါလေးကိုတစ်ချက်ပြန်ပြီးတော့စစ်တင်ပါတယ်ဟိုဒါမျိုးတွေလုပ်ပြရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ sim card ထည့်ပြီးတော့line တက်မတက်ကိုစစ်ပေါ့နော်တခါလေးစစ်ပြီးတော့မှဖုန်းခေါ်ကြည့်ပါပြီးတော့မိတ်ဆွေအနေနဲ့ဖုန်းခေါ်တဲ့အခါမှာလည်းဒါ Udanan call ပြောတာနဲ့မလုံလောက်ဘူးပေါ့နော်speaker ဖွင့်ပြီးတော့မှလည်းပြောတင်တယ်ဘာလို့လဲဆိုတော့ဟိုတစ်ခါတည်းရန်အခြေအနေမှာပေါ့နော်ဖုန်းတွေကကျွန်တော် Udanan ပြောရင်တော့ကြားပြီးတော့မှspeaker ဖွင့်ပြီးတော့ပြောရင်ဟိုဘက်ကမကြားရတယ်ဆိုတော့ mic ပြဿနာမျိုးတွေရှိတတ်ပါတယ်အဲဒါကြောင့်ကျွန်တော်အခုပြောခဲ့တဲ့အချက်နှစ်ချက်ကိုပေါ့နော်ဒါလေးကိုစနစ်တကျဒါစစ်ပေးတင်ပါတယ်ပြီးတော့နောက်တစ်ချက်ကကျတော့ဒီ proximity sensor လို့ခေါ်တာပေါ့နော်ကျွန်တော်ဖုန်းပြောတဲ့အခါမှာနားနဲ့ကပ်လိုက်လို့ရှိရင် auto screen off ဖြစ်သွားတဲ့ဟာလေးပေါ့နော်ဒါလေးကိုကျွန်တော်ကတော့ဗီဒီယိုထဲမှာတော့နားနဲ့ကပ်ပြီးတော့ကျွန်တော်မဆန်းပြတော့ဘူးเนาะကျွန်တော်လက်လေးနဲ့ပိတ်ပြီးတော့ဆန်းပြတယ်ဒါမိတ်ဆွေအနေနဲ့လည်းအပြင်မှာသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြတဲ့နည်းလမ်းကိုလည်းသုံးပြီးတော့လုပ်လို့ရတယ်ပြီးလို့ရှိရင် speaker ဖွင့်ပြီးတော့လည်းဒါဖုန်းတွေပါပြောကြည့်ပါเนาะကျွန်တော်ခုနပြောတဲ့အချက်နဲ့အတူတူပဲပေါ့เนาะနောက်တစ်ခုကတော့ speaker ကြီးကိုတီးတဲ့ဆန်းပေးတာပေါ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်အဓိကတော့ဟိုကျွန်တော် wifi ချိတ်ပြီးတော့အဲ့ YouTube ထဲဝင်ပြီးတော့အဲ့တခြင်းတစ်ခုကိုဖွင့်ပါเนาะကျွန်တော်အခုဗီဒီယိုမှာတော့ဒါအတန်ဆန်းလို့ကောင်းတဲ့ဒီဟို address တစ်ခုတွေကိုဝင်လာတယ်ဝင်လာပြီးတော့အဲ့ထဲမှာဟိုအတန်တွေဝင်စစ်ကြည့်ပါတော့အဓိကတော့ကိုဟိုကျွန်တော်အကြံပေးချင်တာကတော့ဟိုအတန်ငိန်တဲ့ဟာလေးတွေပေါ့နော်တချင်းတစ်ပုတ်နှစ်ပုတ်ပေါ့စူတဲ့ဟာရောငိန်တဲ့ဟာရောအဲ့လိုပြောင်းပြီးတော့မှစစ်ပေးတင်ပါတယ်စစ်ပေးပြီးတော့မှကိုအတန်ကိုလည်းဒါအပေါ် speaker ရောပြီးတော့ out speaker ရောပေါ့နော်နှစ်ခုလုံးအတန်ကြားမကြားပြီးရင်အဲ့လိုမျိုးမှတခုချင်းသိနားထောင်နေဆိုလို့ရှိရင်လည်းအပေါ် speaker ကိုနားထောင်နေဆိုလဲ out speaker ကိုပိတ်ပေါ့နော်လက်နဲ့ပိတ်တာပြီးတော့ out speaker ကိုနားထောင်နေဆိုလို့ရှိရင်လည်း speaker ကိုလက်နဲ့ပိတ်ထားပါတော့စသဖြင့်ဒီလိုပုံစံမျိုးနဲ့ဒီချာလေးစမ်းတင်ပါတယ်နော်
ပြီးတော့နောက်တစ်ချက်ကျတော့ဟိုကျွန်တော်တို့ flash me လို့ပေါ့နော် flash me ကိုစမ်းရမယ်စမ်းတဲ့အခါမှာလည်းဒါကျွန်တော်ဗီဒီယိုမှာပြထားတဲ့အတိုင်းပဲဒါဒီဟို on off လေးပေါ့နော်လုပ်ပြီးတော့မှကျွန်တော်တို့ဆန်းလို့ရတယ်နောက်တစ်ခုကကျတော့ battery charging ဝင်မဝင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနည်းဆုံးပေါ့4-5မိနစ်လောက်ထားပြီးတော့စမ်းတင်တယ်ပေါ့နော်စမ်းတင်တယ်ပြီးတော့မှ setting တွေထဲမှာဘာ message ပါမပါပေါ့နော်battery message တွေပြီးတော့display message တွေပေါ့နော်ဒါမျိုးတွေပါလားပေါ့အဲ့ဒါလေးတော့တစ်ချက်ဝင်စစ်ဖို့လိုပါတယ်ကျွန်တော်ဆိုင်မှာဆိုရင်တော့ကျွန်တော်ကmessage ပါတယ်ဆိုလို့ရှိရင်တော့ပြောရအောင်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ပြီးတော့အားလုံးစီမံဝါးကြီးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ဖုန်းကို reset ချပြီးတော့ယူလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီအခုနောက်ပိုင်းပေါ့နော်ဂျုံနေရတဲ့ပြဿနာပါလဲဆိုတော့အဘဲဟန်ဒီအဟောင်းတွေကတခါရရင် reset ချပြီးတော့ပြန်တက်လာလို့ရှိရင် password တွေပြန်တောင်းတဲ့ပြဿနာမျိုးတွေပေါ့ခဏခဏဂျုံနေရမယ်နော်အားကြောင့်မိတ်ဆွေအနေနဲ့အပြင်မှာဝယ်တယ်ဆိုလို့ရှိရင်လည်းဖုန်းတစ်ခါလေး reset ချပြီးတော့ယူပါအဲ့လိုမျိုးကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ပေါ့နော်ဟိုပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်မှာချင်တာကတော့အဓိကဟိုကျွန်တော်တို့စက်ပစ္စည်းဖုန်းကလည်းစက်ပစ္စည်းဒီ data တစ်ခုဖြစ်တဲ့အတွက်ပေါ့နော်ဘယ်လိုပဲကိုကစစ်ထားဟိုဘယ်လိုပဲတွေ့ကြုံရှိပေါ့အနေနဲ့များဆိုလို့ error ရှိနိုင်တဲ့ risk တွေကတော့ရှိပါတယ်ရှိတဲ့အခါကျတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဒီကတော့ဟိုကိုယုံကြည်စိတ်ချရတဲ့ဆိုင်တွေမှာဝယ်ပါပြီးတော့ကိုယ်တိုင်လည်းဆိုင်မှာဝယ်ခြင်းအပြင်မှာဝယ်ကြတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတေချာစစ်ပြီးတော့ဝယ်ပါပေါ့နော်ဒါပေမဲ့လည်းဟိုဒီအခုလိုကျွန်တော်ပြောတဲ့နီးလန်းနဲ့စစ်ပြီးမဲ့လည်းတစ်ခါလေးကြာရင်တော့ကျွန်တော်မမျှော်လင့်ထားတဲ့ risk တွေ error တွေကရှိနိုင်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကြိုပြီးတော့အသိပေးချင်ပါတယ်ပြီးတော့နောက်တစ်ခုက Mixology မှာလည်းပို့ပြီးတော့ကျွန်တော်ထက်ပို့ပြီးတော့ကောင်းတဲ့စစ်တဲ့နည်းတွေရှိရင်လည်း comment မှာရေးသွားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်